လူဘဝမှာအချစ်ဆိုတာဘယ်အချိန်မှာစတင်ပြီးဘယ်လိုအချိန်မှာကုန်ဆုံးသွားတာလဲဆိုတာဘယ်သူမှကြိုတင်ပြီးပုံတေတွက်ချက်လို့မရနိုင်ပါဘူးတချို့တော့အချစ်တွေကစုံစည်းရှင်းနဲ့လှပခဲ့ပေမဲ့တချို့တော့အချစ်တွေကတော့လွဲချော်ရှင်းတွေနဲ့အဆုံးသတ်သွားကြပါတယ်တန်ဟာရှင်းနှစ်ပတ်လုံးတွဲလာခဲ့တဲ့ရီးစားဖြစ်သူနဲ့လမ်းခွဲရလို့ရင်ကျိုးပြီးအသက်ကွဲနေတဲ့ကောင်လေးတစ်ယောက်ပါရှင်းနှစ်ဆိုတဲ့တန်ရောစင်တတန်းဟာနဲတာမှမဟုတ်တာကိုတွားပူးခဲ့တဲ့လမ်းတိုင်းစားပူးခဲ့တဲ့ဆိုင်တိုင်းမှာသူနဲ့ပတ်သက်တဲ့အငွေ့အသက်တွေက6လနေတော့ပါပဲဒီလိုနဲ့တန်ဟာစိတ်ညစ်ညစ်နဲ့ပါလို့ရမှမသိအသက်မဲ့နေတဲ့ရုပ်တရုပ်လိုဖြစ်နေတဲ့အချိန်မှာသူ့ရဲ့သူငယ်ချင်းတွေကတန်ကိုဒီအတိုင်းကြည့်မနေနိုင်တော့ပဲအတင်းအဓမ္မတွန်းအားပေးပြီးတောင်ကိုရီးယားနိုင်ငံကိုတွားမဲ့ခရီးတွားကုမ္ပဏီတစ်ခုနဲ့အတင်းထည့်ပေးလိုက်ပါတော့တယ်တန်ဟာကိုရီးယားကိုတွားချင်လွန်းလို့တွားတာမဟုတ်ပဲအသက်ကွဲတာကိုမေ့ချင်လို့ဒီအတိုင်းအသိတွေစီကနေအဝေးဆုံးကိုထွက်ပြေးချင်လို့လိုက်လာခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်ပဲသူဟာလေစိတ်ကိုရောက်ကတဲ့ကမျက်နှာစုပုတ်ပြီးဘာမှကိုစိတ်မဝင်စားတဲ့ပုံဖြစ်နေခဲ့တာပါတခါတလေကြတော့လေလူတွေဟာနေရာတစ်ခုကိုတွားချင်လို့ခရီးထွက်ကြတာမဟုတ်ပါဘူးကိုရင်ထဲကနာကျင်စရာအသိကိုအိမ်မှာတင်ထားရချင်ခဲ့လို့အဝေးဆုံးကိုထွက်ပြေးကြတာပါကိုရီးယားနိုင်ငံရဲ့ဆိုးမြို့ကိုရောက်ရှိလာတဲ့အခါမှာလဲတန်ဟာတခြားခရီးတွားတွေလိုပဲပျော်ပျော်ရွှင်ရွှင်မရှိပဲအဖွဲ့ထဲမှာအမြဲတမ်းမျက်နှာတွေနဲ့ပူကလန်လုံနေတတ်ပါတယ်။လမ်းပြလုံတဲ့တိုးကိုက်ကလည်းကိုရီးယားရဲ့ယဉ်ကျေးမှုတွေနာမည်ကြီးနေရာတွေအကြောင်းဘလောက်ပဲပြောဘလောက်ပဲစိတ်ဝင်စားဖို့ကောင်းအောင်ရှင်းပြတန်ကတော့နှစ်ချက်သက်တချင်းနားထောင်ပြီးကပါကြီးနဲ့အဆက်အသွယ်ပြတ်တယ်လို့ဖြစ်နေပါတယ်။ပိုဆိုးတာကတော့သူဟာခရီးတွားအဖွဲ့ထဲမှာအချင်းကိုမလေးစားဆုံးပါပဲ။တခြားသူတွေတွားချင်တဲ့နေရာကိုလိုက်မလာပဲအမြဲတမ်းပြဿနာရှာတတ်တဲ့လူရှုပ်ကြီးတစ်ယောက်ဖြစ်နေခဲ့တာပါ။ကဲတစ်ဖက်မှာလည်းကျွန်တော်တို့ရဲ့မင်းသမီးချောလေးမေဟာတန်နဲ့လုံးဝဆက်ကျင်ဖတ်ပါပဲ။သူမကကိုရီးယားစီးရီးတွေကိုရီးယားအမှုပညာရှင်တွေကိုယူယူမူမူနှစ်သက်တဲ့ကိုရီးယားဖန်တစ်ယောက်ပေါ့မေဟာကိုရီးယားမှာမင်္ဂလာဆောင်တော့မဲ့သူမသူငယ်ချင်းစီကိုလာဖို့အတွက်ထိုင်းမှာရှိတဲ့သူမရဲ့ရီးစားကိုလိန်ညာပြီးတိတ်တဆိတ်ဗီဇာလောက်ကခိုးထွက်လာခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့မေရဲ့ရီးစားဟာအရန်ကိုဆွဲလန်းကြည့်ပြီးသူမရဲ့လွတ်လပ်ခွင့်မှန်သမျှကိုပိတ်ပင်ကချုပ်ချယ်လွန်းတဲ့သူဖြစ်လို့ပါပဲမေဟာကိုရီးယားမြေပေါ်ကိုခြေချနိုင်လိုက်တဲ့အတွက်အရန်ကိုစိတ်လှုပ်ရှားပြီးပျော်ရွှင်နေခဲ့ပါတယ်သူမဟာကိုရီးယားစီးရီးတွေထဲကအတိုင်းနင်းတွေကျနေတဲ့လမ်းမပေါ်မှာရှောက်လဲမယ်မင်းသမီးတွေလိုဝစ်စင်ပြီးအလားတပ်ပုံတွေရိုက်မယ်ဆိုတဲ့စိတ်ကူးအိမ်မက်တွေနဲ့ရောက်လာခဲ့တာပါဒါပေမဲ့လက်တစ်ဘဝကတော့စိတ်ကူးရင်တလောက်မလွယ်ခဲ့ပါဘူးဒီခရီးစဉ်ရဲ့ဒုတိယမြောက်နေ့မှာတော့တန်ရဲ့ဆိုးတွမ်းမှုဟာအထုအထိတ်ကိုရောက်ရှိသွားခဲ့ပါတယ်သူဟာခရီးတော့အဖွက်ကတတ်မှတ်ထားတဲ့အချိန်ကိုထပ်ပြီးနောက်ကျပြန်ခဲ့ပါတယ်ဒီတစ်ခါမှာတော့သူကိုက်ကလည်းစိတ်မရှိနိုင်တော့ပဲတန့်ကိုထားခဲ့ပြီးအဖွက်လိုက်ကားမောင်းထွက်သွားပါတော့တယ်တန်တယောက်လည်းကိုရီးယားလမ်းမပေါ်မှာပတ်စံအိတ်လည်းမပါဖုန်းလိုင်းလည်းမရပဲရောင်ချာနဲ့ကြံရိတ်ခဲ့ပါတော့တယ်တစ်ချိန်ထဲမှာပဲမေဟာလည်းဒုက္ခအကြီးအကျယ်ရောက်နေခဲ့ပါတယ်သူမဟာသူငယ်ချင်းတစ်ယောက်ရဲ့မင်္ဂလာဆောင်ကိုတွားဖို့အတွက်လမ်းညွှန်ချက်တွေကိုမတိပဲတစ်ယောက်တည်းလမ်းလျှောက်ရင်လမ်းပြောင်းနေခဲ့ပါတယ်ပိုဆိုးတာကညဖက်ရောက်တော့အပူချိန်ကအနုတ်ဒီဂရီအထိထိုးကျသွားပြီးနင်းတွေဟာတဖြည်းဖြည်းကျလာတာကြောင့်သူမဟာတဲ့ကိုရမယ့်ဟိုတယ်လည်းမရှိအကူအညီတောင်းမဲ့သူလည်းမရှိပဲလမ်းဘေးကဆိုင်လေးတစ်ဆိုင်ရဲ့အရှိမတူးတုံပြီးထိုင်နေခဲ့ရှာပါတယ်ကကြမဆိုတာထူးဆန်းပါတယ်တကားတစ်ချက်ပိတ်သွားတဲ့အခါနောက်ထပ်ပတင်းပေါက်တစ်ပေါက်ကိုဖွင့်ပေးတတ်တယ်လို့မျိုးပေါ့အေးဆက်လွန်းတဲ့အယုတ်ကွဲမတက်နင်းမုံတွေကြားမှာသူမတယောက်တည်းကူရမဲငိုကြွေးနေခဲ့ရရှာတယ်အဲ့ဒီအချိန်မေးရဲ့ရင်ထဲမှာဘယ်လောက်တောင်ကြောက်လန့်ပြီးအားငယ်နေမလဲပုံဆက်ပြီးအကူအညီတောင်းဖို့ကြတော့လဲထိုင်းကရီးစားကိုလိန်လည်ပြီးထွက်လာခဲ့တာမို့ဆက်လို့မရခဲ့ပါဘူးဒီလိုနဲ့ပဲကိုလီယာရဲ့အေးဆက်လာတဲ့နင်းငွေတွေကြားထဲမှာတဆင်းနှစ်ယောက်ရဲ့ကံကြမ္မာဟာမလွဲမသွေဆုံစည်းသွားခဲ့ပါပြီမေဟာအေးခဲနေတဲ့အပြင်မှာမူးယူနေတဲ့အတန်ကိုတယောက်တည်းပြစ်မထားရတာကြောင့်အနီးနားကတဲခိုခန်းလေးအသေးလေးတစ်ခုကိုခေါ်ရပြီးအတူတူတဲခိုခဲ့ကြပါတယ်နောက်တနေ့မနက်ရောက်တော့အမှုပြေလို့နိုးလာတဲ့အချိန်မှာတော့တန်ဟာကတင်ပေါ်မှာရောက်နေတာကိုတွေ့ပြီးလန့်သွားခဲ့ပါတယ်သူဟာဘာတွေဖြစ်ပတ်ခဲ့မှန်းမမှတ်မိပဲပေးနာကမေကိုတွေ့တော့သူတို့နှစ်ယောက်ဟာတခုခုဖြစ်သွားပြီလားဆိုပြီးထိတ်လန့်တကြားအော်ဟစ်ပါတော့တယ်မေကတော့တန်ရဲ့ပေါက်ကကတ်နိုင်တဲ့အပြုတ်အမူကိုကြည့်ပြီးစိတ်ပြက်လက်ပြက်နဲ့ရှင်းပြရပါတော့တယ်သူတို့နှစ်ယောက်ဟာခဏလောက်အခြေတင်စကားများပြီးနောက်မှာလက်ရှိအခြေအနေကိုတုံးတက်ပါတယ်တန်ကလည်းခရီးသွားအဖွဲ့နဲ့လူကွဲသွားပြီးဖြစ်တယ်လို့မေကလည်းတယောက်တည်းလမ်းပြောင်းနေတာကြောင့်သူတို့နှစ်ယောက်ဟာကိုရီးယားမှာအထီးကျန်နေတဲ့သူဖြစ်နေတာပါအဲ့ဒီမှာပဲမေကတန့်ကိုအကြံပြုချက်တစ်ခုပေးလိုက်ပါတယ်
နင်လည်းဘဲမှတော့ဆရာမရှိငါလည်းဘဲမှတော့ဆရာမရှိအတူတူငါတို့နှစ်ယောက်ထိုင်းကိုမပြတ်မချင်းအတူတူခရီးသွားကြမလားတဲ့ဒါပေမဲ့မိကစီကန်းတစ်ခုထုတ်လိုက်ပါတယ်ငါတို့နှစ်ယောက်တယောက်နဲ့တယောက်ဘယ်တော့မှနာမည်မမေးကြည်ကိုရေးကိုတာနောက်ကျောင်းတွေကိုလည်းမပြောကြည်တစိမ့်တွေလိုပဲနေကြည်ဆိုတဲ့စီကန်းချက်ပါပဲနာမည်မသိတဲ့အတွက်ကြောင့်သူတို့ဟာတယောက်ကိုတယောက်ပို့ပြီးလွတ်လွတ်လပ်လပ်စားနောက်နိုင်မယ်ဟန်ဆောင်မှုတွေကင်းကင်းနဲ့နေနိုင်မယ်လို့ယူဆခဲ့တာပါတန်ကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ဆိုပြီးတဘောတူလိုက်တာကြောင့်နာမည်မသိကြတဲ့တစိမ့်နှစ်ယောက်ရဲ့ထူးဆန်းတဲ့ကိုရီးယားခရီးစဉ်ကြီးကိုစတင်ပါတော့တယ်ဒီလိုနဲ့သူတို့နှစ်ယောက်ဟာကိုရီးယားရဲ့နာမည်ကြီးနေရာအနှံ့ကိုရှောက်လည်ကြပါတော့တယ်ပထမဆုံးတွားခဲ့တဲ့နေရာကတော့စီးရီးတွေကြောင့်နာမည်ကြီးနေတဲ့နာမည်ကျွမ်းမဲဖြစ်ပါတယ်မိကတော့စီးရီးထဲကမင်းသမီးလေးလိုပုံစံဖမ်းပြီးနင်းလူရုပ်လေးတွေလို့တပ်ပုံတွေရိုက်ပြီးအိမ်မက်တွေအကောင်ထဲပေါ်နေတာပေါ့ဒါပေမဲ့လူပြတ်တဲ့တန်ကတော့မိကိုရိုမန်တစ်ဆန်ခွဲမပေးပါဘူးမိလို့တမျှအကွက်တွေအကုန်လိုက်ဖျက်ဆီးပြီးနင်းလူရုပ်ကိုပါခြေထောက်နဲ့ကြောက်ကန်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီလိုရန်ဖြစ်စားနောက်ရင်းနဲ့သူတို့နှစ်ယောက်ကြားကစိတ်တက်မှုဟာလည်းတဖြည်းဖြည်းပျောက်ကွယ်သွားပြီးအချင်းချင်းပုံမရင်းနှီးလာခဲ့ကြပါတယ်တန်ကမိကိုအဝတ်အစားချပိုးမလို့နာမည်ပြောင်းပေးထားပြီးမိကတော့တန်ကိုကောင်စိုးဆိုပြီးအပြန်အလှန်စားနောက်ခေါ်ပေါ်ကြပါတယ်တနေ့မှာတော့မိဟာကိုရီးယားရဲ့ရိုးရာအစားအစာတစ်ခုဖြစ်တဲ့ခွေးတာဟင်းကိုစမ်းစားကြည့်ချင်တယ်ဆိုပြီးပြောပါတယ်တန်ကတော့အစားကတော့မစားချင်ပေမဲ့မိရဲ့စွတ်အတင်းခေါ်ခိုင်းမှုကြောင့်အတူတူစားဖြစ်ခဲ့ကြပါတယ်ခွေးတာဟင်းစားနေတုန်းမှာတန်ကတော့အရတာကိုမကြိုက်လို့အော်ဟစ်နေတဲ့ပုံစံတွေမိကအတင်းကျွေးနေတဲ့အခန်းကကြီးရှုသူပရိသတ်တွေကိုတဟားဟားနဲ့ရီမော့ခဲ့တဲ့တဘာဝကြလွန်းတဲ့ဟာတာအခန်းလေးပဲဖြစ်ပါတယ်နောက်ထပ်ရောက်သွားတဲ့နေရာကတော့ချစ်တူမောင်နှံတွေတောက်ခတ်ပြီးဆူတောင်းလေးရှိတဲ့စိုးမျော်စင်ပဲဖြစ်ပါတယ်အဲ့ဒီနေရာမှာမေဟာထုံးစံအတိုင်းတော့လေးတွေဝယ်ပြီးအချစ်ဆန်းဖို့လုပ်ပါတယ်ဒါကိုတန်ကအတိတ်ပဲမရှိတာတွေတောက်ခတ်ယုံနဲ့အချစ်ကမြဲမလားဆိုပြီးလောင်ပြောင်ခဲ့ပါတယ်ဒါပေမဲ့မေကစိတ်မဆိုးပဲတော့ပေါ်မှာသူတို့နှစ်ယောက်ရဲ့နာမည်တွေအစားတစိမ့်နှစ်ယောက်လို့ရေးပြီးချန်စီယိုမှာတောက်ခတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတန်ရဲ့ရင်ထဲမှာတမျိုးကြီးခန်းစားလိုက်ရပြီးမိကိုကြည့်တဲ့မျက်ဝန်းတွေကစတင်ပြောင်းလဲလာခဲ့ပါတယ်ခရီးစဉ်တစ်လျှောက်လုံးမှာသူတို့ဟာစကားတွေအများကြီးပြောဖြစ်ခဲ့ကြပါတယ်သူတို့ဟာနာမည်တွေကိုလိုအပ်ထားပေမဲ့သူတို့ရဲ့ရင်ထဲကအတဲကွဲတန်ရာတွေကိုတော့အပြန်လှန်ရင်ဖုတ်ခဲ့ကြပါတယ်တန်ကသူ့ရဲ့ရှင်းနှစ်ကြာလက်တွဲလာခဲ့ပြီးမှသူ့အပေါ်တစ္ဆာဖောက်သွားတဲ့ရီးစားဟောင်းအကြောင်းကိုမျက်ရည်ဝဲရင်ပြောပြတယ်လို့မိကလည်းသူမအပေါ်ပါမဆိုလိုက်ချုပ်ချယ်ပြီးစိတ်တိုင်းမကြရင်လိုက်အော်ဟစ်နေတဲ့လက်ရှိရီးစားအကြောင်းကိုဖွင့်ပြောပါတယ်တချို့တော့တန်ရာတွေကအနီးဆက်ဆုံးလူတွေစီကနေရတတ်ပြီးတချို့တော့ကုစားမှုတွေကိုတော့ပါမဆိုင်တဲ့သစိမ့်တွေစီကနေပြန်ရတတ်ကြပါတယ်ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကတော့သူတို့ဟာနာမည်မတိကြလို့တာအခုလိုရင်ထက်ကအမောင်မိုက်ဆုံးလိုဝက်ချက်တွေကိုပွင့်ပွင့်လင်းလင်းပြောပြနိုင်ခဲ့တာပါတကယ်တော့လူဆိုတာကိုယ့်အကြောင်းကိုဘာမှမတိတဲ့သစိမ့်တူရဲ့ရှေ့မှာကိုယ့်ရဲ့ဟန်ဆောင်မျက်နှာဖုံးတွေချွတ်ချပြီးအစ်စ်မှန်ငိုကြွေးပိုင်ခွင့်ရတတ်ကြတာပါသူတို့နှစ်ယောက်ဟာညဘက်မှာတဲခိုခန်းရဲ့တယောက်တနေရာစီကတင်ပေါ်မှာလဲလျောင်းရင်ဒီသစိမ့်ကောင်လေးတာငါဘဝထဲကိုစောစောစီစီရောက်လာခဲ့ရင်တိတ်ကောင်းမှာပဲဆိုပြီးတိတ်တဆိတ်တွေးတော်ရင်ခုန်တန်တွေတိုးနေကြမှာအသေးချပါပဲနောက်ဆုံးမှာတော့မေဟာကိုရီးယားကိုလာရတဲ့အတိကရည်ရွယ်ချက်ဖြစ်တဲ့သူမရဲ့သူငယ်ချင်းမင်္ဂလာဆောင်ရှိရာနေရာကိုတန်းရဲ့အကူအညီနဲ့ရှာဖွေတွေ့ရှိသွားခဲ့ပါပြီနောက်ဆုံးမှာတော့မေဟာကိုရီးယားကိုလာရတဲ့အတိကရည်ရွယ်ချက်ဖြစ်တဲ့သူမရဲ့သူငယ်ချင်းမင်္ဂလာဆောင်ပွဲစီကိုတန်းရဲ့အကူအညီနဲ့အရောက်လန်းနိုင်ခဲ့ပါပြီဒီမင်္ဂလာဆောင်ပွဲဟာကိုရီးယားစတိုင်အခမ်းပွဲကြီးဖြစ်ပြီးအစာအသောက်တွေအရက်ဒေစာတွေအစုံအလင်ပါပဲအစာပိုင်းမှာတော့မေဟာတတုသမီးရဲ့အနားမှာသွားပြီးဝမ်းသာအားရနှုတ်ဆက်ပါတယ်ဒါပေမဲ့တတုသမီးကဧည့်သည်တွေကိုလိုက်လံအခမ်းလို့အလုံးရှုံနေတဲ့အခါမှာမေတယောက်တည်းအခမ်းပွဲအလယ်မှာရောင်ချချာနဲ့အားငယ်တလို့ဖြစ်နေခဲ့ပါတယ်ဒါကိုအလိုက်တတိစောင့်ကြည့်နေတဲ့တန်ကတော့မေကိုအထီးကျန်မနေစေရဘူးတန်ဟာမေရဲ့လက်ကိုဆွဲပြီးကဲအဝတ်အစားချပိုးမှအငယ်မနေနဲ့ဒီနေ့ကစပြီးငါတို့ကိုရီးယားမှာရှိသမျှအဝတ်အစားတွေအစားတောက်တွေကိုအပြည့်အပြင်းစိန်ခံကြတာပေါ့ဆိုပြီးမင်္ဂလာဆောင်တဲ့ကနေအကျဲဝိုင်းတို့ဆွဲခေါ်ထားပါတော့တယ်ခရီးတွေရှောက်လက်ပတ်ရင်းနဲ့တရက်မှာတော့သူတို့နှစ်ယောက်ဟာကိုရီးယားကနာမည်ကြီးကာစီနိုယုံတစ်ခုထဲတို့ရောက်သွားခဲ့ပါတယ်အစားပိုင်းမှာတော့တန်ကပတ်စံအများကြီးမကစားချင်ပေမဲ့မေကကန်ဆန်းကြည့်ရှင်တယ်ဆိုပြီးစွတ်အတင်းဆွဲခေါ်ထားတာကြောင့်သူတို့နှစ်ယောက်ဟာကစားဝိုင်းပွဲတစ်ခုမှဝင်ထိုင်လိုက်ပါတယ်ပထမဆုံးကစားတဲ့အလဲမှာတော့ရှုံးလိုက်နိုင်လိုက်တာမှန်ပါပဲဒါပေမဲ့မေကတန့်ကိုအကြံဉာဏ်ပေး
ပေးပြီးနင်းဒီတစ်ခုမှပုံအောလိုက်ဆိုပြီးတန်းရဲ့လက်ကိုကင်ပြီးအတင်းလောက်ခိုင်းပါတယ်တန်းကလည်းမိကိုယုံကြည်ပြီးသူ့မှာပါလာတဲ့ပတ်စံတွေကိုတပြိုင်လုံးပုံအောပြီးလောင်းလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲအစာတုံးလဲ့သွားပြီးဝုန်းခနဲ့နဲ့ဆိုပြီးပြပေါက်ပေါက်သွားပါတော့တယ်သူတို့နှစ်ယောက်ပတ်စံအများကြီးနိုင်သွားခဲ့ပါတယ်တန်နဲ့မေဟာဝမ်းနာလွန်းလို့ကာစီနိုယုံတစ်ခုလုံးမှာရှိတဲ့သူတွေကြီးရလောက်အောင်အော်ဟစ်ပြီးတယောက်ကိုတယောက်ဖတ်ပြီးခုံပေါက်ပျော်ရွှင်နေကြပါတယ်ပတ်စံတွေအများကြီးနိုင်သွားတဲ့တစိမ့်နှစ်ယောက်ဟာအဲ့ဒီပတ်စံတွေနဲ့ဆေးကြီးတဲ့အဝတ်အစားတွေဝယ်ကားအကောင်စားတွေငါးစီးပြီးကိုရီးယားရဲ့ညချမ်းကိုစိန်ခံပစ်လိုက်ပါတော့တယ်ငွေကြေးတွေထက်ပိုအဖိုးတန်တာကတော့အနားမှာရှိနေတဲ့လူရဲ့စစ်မှန်တဲ့ရီမော့တန်ဆိုတာတန်တရာသဘောပေါက်သွားတဲ့ညလေးပေါ့ကာစီနိုမှာပတ်စံတွေအများကြီးနိုင်လို့ပျော်နေတဲ့မေးရဲ့ပုံစံကိုကြည့်ပြီးတန်ရဲ့ရင်ထဲမှာငါဘဝဒီလိုအဖြစ်ကင်းစင်ပြီးပျော်စရာကောင်းတဲ့ကောင်မလေးမျိုးတစ်ခါမှမဆုံဘူးသူမနဲ့အမြဲတမ်းအခုလိုတူတူရီမောသွားချင်တယ်ဆိုတဲ့အတွေ့မျိုးဝင်လာခဲ့မှာအတေးချပါပဲအတိတ်ရဲ့အမောင်ထုတွေဟာသူမရဲ့အပြုံးအောက်မှာအည်ပြောကျသွားတယ်လို့ပါပဲနင်းတွေတဖွဲဖွဲကျနေတဲ့ငိမ့်ဆိတ်လာတဲ့တောအုပ်ကြီးထဲမှာသူတို့နှစ်ယောက်ရဲ့အသက်ရှူတန်ကိုနှလုံးခုန်တန်တွေကအကျယ်ကြီးပေါ်ထွက်လာခဲ့ပါတယ်ဒီညမှာတော့ကပါကြီးကအရန်ကိုအေးဆက်လွန်းပေမဲ့ငါတို့နှစ်ယောက်ရဲ့ရင်ခုန်တန်ကတော့နှွေးထွေးသွားခဲ့ပါတယ်နာမည်တွေအဝတ်အစားတွေမျက်နှာဖုံးတွေအကုန်ချုပ်ပြီးပါအသားစီးမှမရှိပဲအစစ်မှန်ဆုံးအနေအထားနဲ့ပွေဖက်ထားကြတဲ့အခိုက်အတန့်လေးပေါ့အဲ့ဒီညမှာတန်ရောမေရောတယောက်ကိုတယောက်ပွေဖက်ရင်ဒီလိုကိုငါဘယ်တော့မှအဆုံးရှုံးမခံနိုင်ဘူးဆိုတဲ့အတိစိတ်ကရင်ထဲကိုအခိုင်အမာဝင်ရောက်သွားခဲ့မှအတေချပါပဲဒါပေမဲ့ပြောစရာအချိန်တွေကလည်းကုံဆုံးဖို့အချိန်တန်လာခဲ့ပါပြီသူတို့ထိုင်းနိုင်ငံကိုပြန်ရမယ့်ရနီးလာတဲ့အချိန်မှာပဲမတင်မှတ်ထားတဲ့အပြောင်းအလဲတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်အဲ့ဒါကတော့တန်ရဲ့ရီစာဟောင်းဖြစ်သူကတန်ကိုပြန်လိုက်ချောဖို့အတွက်ကိုရီးယားကိုလိုက်လာခဲ့ပြီးတန်ကိုလာရှာတွေ့သွားတာပဲဖြစ်ပါတယ်ရီစာဟောင်းကတန်ကိုပြန်အဆင်ပြေဖို့တောင်းပန်တဲ့အခါမှာတန်ဟာဘာလို့ရမှမသိပဲရောင်ချချာဖြစ်နေခဲ့ပါတယ်ဒီအခြေအနေကိုပေးကနေမြင်လိုက်ရတဲ့မိဟာရင်ခွဲမတက်ခံစားလိုက်ရပါတယ်သူမဟာတန်ကိုအရန်ချင်းမိနေပြီဖြစ်ပေမဲ့သူတို့နှစ်ယောက်ဟာနာမည်တောင်မတိကျပဲတစိမ့်တွေဖြစ်တာကြောင့်ပါခွင့်ရေးမှမရှိဘူးဆိုတာကိုသဘောပေါက်တော့ခဲ့ပါတယ်မိဟာတန်ရဲ့ရီစာဟောင်းနဲ့အဆင်ပြေဖို့အတွက်သူတို့ထားခဲ့တဲ့ဂတိအတိုင်းတန်ကိုပါတခွန်းမှမပြောပဲနာမည်လည်းပေးမသွားပဲတိတ်တဆိတ်ထွက်ခွာသွားခဲ့ပါတယ်ငါတို့ဟာတစိမ့်တွေလိုပဲစတင်ခဲ့ကြတာမို့တန်ခွဲတဲ့အခါမှာလည်းတစိမ့်တွေလိုပဲတိတ်တဆိတ်ထွက်ခွာသွားဖို့ပဲတတ်နိုင်ခဲ့ပါတယ်မိတယောက်ထဲလေးစိတ်ကိုတွားတဲ့ကားပေါ်မှာထိုင်ရင်မတင်ပေါက်အပြင်ဘက်ကကိုရီးယားရှုခင်းကိုကြည့်ပြီးငါတို့အတူတူတွားခဲ့တဲ့နေရာလေးတွေအတူတူရီမောခဲ့တဲ့နေရာလေးတွေအခုတော့နင်ကငါ့အတွက်အမြဲတမ်းတစိမ့်တယောက်ပြန်ဖြစ်သွားပြီလားဆိုပြီးနှလုံးတစ်ခုလုံးစုပ်ပြတ်တတ်အောင်ခံစားခဲ့ရပါတယ်အချိန်တွေကုန်လွန်သွားပြီးသူတို့နှစ်ယောက်လုံးဟာထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ရှိလာခဲ့ကြပါတယ်တန်ဟာရီစာဟောင်းနဲ့ပြန်အဆင်ပြေသွားခဲ့ပေမဲ့သူတို့ရဲ့ဝိညာဉ်နဲ့နှလုံးသားကတော့ကိုရီးယားမှာမိနဲ့အတူကြံရစ်ခဲ့ပါပြီသူပါပဲလို့ပဲနေရာပဲသွားမိကိုတတိယနေခဲ့ပါတယ်နောက်ဆုံးမှာတော့တန်ဟာရီစာဟောင်းအပေါ်မှာစိတ်မပါတော့တာကြောင့်လုံးဝလန့်ခွဲလိုက်ပါတော့တယ်တန်ဟာမိကိုရှာဖို့အတွက်သူတီးတဲ့တခုတည်းတော့အချက်လက်ဖြစ်တဲ့ကိုရီးယားမှာမင်္ဂလာဆောင်တဲ့မိတူငယ်ချင်းရဲ့တည်င်းကိုလိုက်ဆုံစမ်းပြီးမိရဲ့နာမည်အရင်ကမေဖြစ်တယ်ဆိုတာသိသွားခဲ့ပါတယ်တစ်ဖက်မှာလည်းမေဟာသူ့ရဲ့ချုပ်ချယ်လွန်းတဲ့ရီစာကိုပြက်ပြက်တတလန့်ခွဲလိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တန်နဲ့ဖြတ်တန်းခဲ့ရတဲ့အချိန်ဟာသူမရဲ့ဘဝမှာလွတ်လပ်မှုရဲ့အရာတာဟာဘာလဲဆိုတာကိုတည်သွားခဲ့လို့ပါပဲမိဟာလည်းတန်ကိုနေ့တိုင်းလွှမ်းဆွတန်တနေခဲ့ပါတယ်တန်ဟာရေဒီယိုအစီအစဉ်တစ်ခုကိုဖုန်းဆက်ပြီးသူတို့ကိုရီးယားမှာတစိမ့်နှစ်ယောက်ဘဝဖြတ်တန်းခဲ့တဲ့ရိုမန်တစ်ဆန်ဆန်အမတ်တရားတွေကာစီနိုမှာအတူတူပတ်စံနိုင်ခဲ့တာတွေနင်းတော်ထဲမှာပျော်မြူးခဲ့တာတွေကိုရေဒီယိုကနေတဆင့်ရင်ဖွပြောကြရင်မိကိုရှာဖို့ကြိုးစားပါတယ်တန်ကားရေဒီယိုမှာပြောလိုက်တာကတော့မေမင်းငါကိုကြားရလားငါမင်းကိုအရန်လွမ်းတယ်ငါတို့ပြင်ဆောင်ရအောင်တဲ့အဲ့ဒီအချိန်မှာမေဟာကားမောင်းနေရင်အဲ့ဒီရေဒီယိုအစီအစဉ်ကိုမတော်တဆနားထောင်မိသွားခဲ့ပါတယ်တန်ရဲ့အတန်ကိုကြားလိုက်တဲ့အချိန်မှာမေရဲ့မျက်ဝန်းထဲကမျက်ရည်တွေဟာမတားဆီးနိုင်တော့ပဲကျဆင်းလာခဲ့ပြီးကားကိုလမ်းပေးချရက်ကချက်ကြီးတကင်ငိုပါတော့တယ်တစိမ့်နှစ်ယောက်ရဲ့အချစ်ဟာနာမည်မတိချင်းနဲ့စတင်ခဲ့ပြီးနှလုံးသားချင်းတည်မြင်သွားခြင်းနဲ့အဆုံးသတ်သွားခဲ့ပါတယ်မိကားကိုလမ်းပေးချရက်ပြီးငိုလိုက်တဲ့အချိန်မှာသူမရဲ့ရင်ထဲမှာအတိုင်းမတိဝမ်းသာမှုတွေအလွမ်းတွေနဲ့အတူသူလည်းငါ့ကိုမမေ့သေးပါလားဆိုတဲ့စိတ်တတရာရမှုတွေအပြန်အဆိုင်ဖြစ်နေမှာပါ
တခါတလေကြတော့လေဘဝဟာအရန်ကိုစမ်းကြဲတတ်ပါတယ်အနည်းနဲ့အလူလူတိကျွမ်းခဲ့ရတဲ့နာမည်တွေကဝေးကွာခြင်းကိုယူဆောင်လာတတ်ပြီးစက္ကန့်ပိုင်းများတာတွေ့ဆုံခဲ့ရတဲ့တစင်းတစ်ယောက်ဟာနှလုံးသားတစ်ခုလုံးကိုလွှမ်းမိုးသွားတတ်ပြန်ရောတင်တာတန်တို့မဟုတ်မေရဲ့နေရာမှာရှိခဲ့တဲ့ဆိုရင်ကောနာမည်တစ်ခုကိုတိရဖို့ထက်နှလုံးသားချင်းတိမြင်သွားရတဲ့အဲ့ဒီတစင်းတစ်ယောက်ကိုပဲဘဝရဲ့နောက်ဆုံးစာမျက်နှာအထိဆွဲကင်ထားမိမလားဒါမှမဟုတ်အမတ်တရားတွေကိုနင်းတော်ထဲမှာပဲမြုပ်နှံပြီးတစိမ့်တွေလိုပဲထာဝရနှုတ်ဆက်သွားမိမလား channel လေးကို subscribe လေးနှိပ်ပြီးအားပေးခဲ့လို့ရပါတယ်ဗျ